နာမည်ကြီးမင်းသားဖြစ်ပြီးမြမာနာကင်းတဲ့အပြုမိုးလေးတွေကြောင့်ချီးကျူးခံနေရတဲ့အောင်ရင်လင်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။အောင်ရင်လင်းကမြန်မာနိုင်ငံကမင်းကလေးပရိသတ်တွေရဲ့တဲသေးလို့ဝင်းရံအားပေးမှုကိုရရှိထားတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။အနုပညာလောကမှာစေစုနဲ့နှစ်စုခန့်ကြအောင်မြင်မှုတွေထိန်းသိမ်းထားတဲ့အောင်ရင်လင်းကအခုနောက်ပိုင်းမှာတော့အရင်ကထက်တရုတ်ဆောင်ပိုကောင်းလာလို့သူ့ကိုပရိသတ်တွေကအကယ်ဒမီဆုကြီးရစေခြင်းနေကြပါတယ်။အောင်ရင်လင်းကပေါ်ကောင်းရီမှာလည်းတရုတ်ဆောင်လေးမရှိသလိုအနီလည်းအေးစေးတဲ့သူပါ။ဒါကြောင့်အချို့တွေကအောင်ရင်လင်းကိုမာနာကြီးရဲ့လို့ထင်မိမယ်လေတကယ်တော့မာနာကြီးတာမဟုတ်ပေအနေဒီတန်းတာဖြစ်ပါတယ်ဒီရက်ပိုင်းမှာအောင်ရင်လင်းကမန္တလေးကကထိန်ပွဲတစ်ခုကိုတက်ရောက်ခဲ့ပြီးမာနာကင်းတဲ့အမူအရာလေးတွေကြောင့်ပရိသတ်တွေကသဘောကျနေကြပါတယ်တချို့သောမင်းသားတွေကကင်းကြီးကန်းကြီးနိုင်မိမယ်လေအောင်ရင်လင်းကတော့ကထိန်အလူပွဲမှာပရိသတ်တွေနဲ့တန်တူစင်အောင်မှထိုင်ပြီးအားပေးခဲ့ပါတယ်သူ့ကိုအားပေးကြတဲ့သူနဲ့လေဓာတ်ပုံတွေရိုက်တဲ့အပြင်အိဟန်တွေလည်းမရှိလို့အောင်ရင်လင်းမှအောင်ရင်လင်းဖြစ်နေကြပါပြီကလေးတယောက်လိုဖြူစင်တဲ့အပြုံးလေးတွေကြောင့်ပဲအောင်ရင်လင်းကိုချစ်ခင်သူတွေကများပြားလာခဲ့တာပါအောင်ရင်လင်းကကထိန်အလူပွဲမှာတချင်းဆိုလေးမရှိပဲသူ့ကိုအားပေးတဲ့ပရိသတ်တွေကြောင့်တချင်းဆိုပြခဲ့ပါတယ်တချင်းဆိုပြရင်လေသဘောကျတဲ့ပရိသတ်တွေကသူ့ကိုသိမ်းဆည်းချပြီးတော့စုပေးခဲ့ကြပါတယ်စုပေးတဲ့ငွေတွေကအထုပ်လိုက်အထည်လိုက်ဖြစ်နေပြီးအင်ကြီးတဲ့အထိထိုးထည့်ပေးလိုက်ကြပါတယ်အောင်ရင်လင်းကတချင်းဆိုတဲ့နေရာမှာတော့အတန်မကောင်းဘူးလို့ပြောကြပြီးမြဲသူဖြစ်နေတာတကူရဲနဲ့အားပေးသူတွေကအများပြားနေတာပါအောင်ရင်လင်းကိုအရင်ကမကြိုက်ခဲ့တဲ့သူတွေတော့အခုဆိုရင်တဖြည်းဖြည်းနဲ့အားပေးလာကြပါပြီ။လက်ရှိအချိန်မှာမင်းသားတချို့ကလူအများရဲ့ဝေဖန်မှုကိုရနေပြီမဲ့အောင်ရင်လင်းကတော့အနေထိုင်တက်သူဖြစ်လို့သူ့ကိုကြည်ပြူလာကြပါတယ်။အခြားမင်းသားတွေကဇက်ကားတွေကိုအပြိုင်ဆိုင်ယုံတင်နေကြတဲ့အချိန်မှာအောင်ရင်လင်းကတော့ယုံတင်ဇက်ကားကြီးတွေနဲ့ပါပြီမဲ့ပရိသတ်ရဲ့အားပေးမှုကအပြည့်အဝရထားပါတယ်။လူအများရဲ့အားပေးမှုကိုရဖို့ဆိုတာမလွယ်ပြီမဲ့ရိုးသားတဲ့ဂုဏ်ကိုတော့အောင်ရင်လင်းကထိမ့်သိမ်းထားပါတယ်။အောင်ရင်လင်းကသူ့ကိုချစ်ခင်လို့ဖိတ်ကြားတဲ့အလူပွဲကိုလည်းတက်ရောက်ပေးခဲ့တာကြောင့်သူပရိသတ်တွေကတော့ဘယ်တော့မှနောင်နာမရတော့ပါဘူး။စိတ်ထားကောင်းပြီးအနေအေးစေးတဲ့အောင်ရင်လင်းကိုသဘောကျရဲ့လားဆိုတာကောမန့်မှာပြောပြခဲ့ကြပါအောင်ရှင်။